အရှင်မတုံးခင်ပုံပြလေတဲ့ငကူတွေကနှစ်ဖူးနဲ့နှစ်ခုံးလောက်ဖြစ်တယ်နှစ်ဖူးနဲ့မျက်ခုံးမှာတဲ့အမွှေးရှိပြီးသားဖြစ်မယ်ထင်တယ်တဲ့အမွှေးများလို့စီးပွားဖြစ်ပြန်ရောက်လာနေမှာတဲ့ဟိုးရင်ပုံဟောင်းပြမှာရုံမယ်ဆိုတော့မီလီရေမမဟိုးရင်ကပုံဟောင်းလေအမပြရဲတယ်ပေါ့နော်ဒါလေးကတော့အမရဲ့ဟိုးရင်တုန်းကပုံအဟောင်းလေးပါမီလီရေမျက်ခုံးဝေးနဲ့နှစ်ဖူးဝေးကအစားတွေကရှိတယ်ဆိုတာလည်းမှတ်ပါတယ်အမရဲ့ဒီမျက်ခုံးမှာလည်းအစားတွေကအမွှေးမြင့်လေးတွေကရှိပါတယ်နှစ်ဖူးမှာလည်းအစားတွေကစပင်တွေကရှိပါတယ်ဒါပေမဲ့ဒီလောက်တော့မတန်ဘူးပေါ့နော်ဒီမျက်ခုံးဝေးပေါက်စေးလေးကိုတုံးပြီးတဲ့နောက်ပိုင်းမှာအမရဲ့မျက်ခုံးမွေးလေးတွေကပို့ပြီးတော့မှထူပြီးတော့တန်လာတယ်နှစ်ဖူးကအမွှေးလေးတွေကလည်းပို့ပြီးတော့မှထူပြီးတော့တန်လာတာပါရှင်အမကစီးပွားဖြစ်အဲ့လိုမျိုးပေါ့နော်အရင်တုန်းကရှိပြီးသားတွေကိုပြန်ပြီးတော့ချပြပြီးတော့ရောင်းတာလည်းမဟုတ်ပါဘူးပြီးတော့အမကဒီတလင်းလေးကိုအစားတွေကလည်းအမရောင်းမှုအစီအစဉ်မရှိပါဘူးအမကိုအရန်ကိုမှအမေးများလို့ပါဘာဖြစ်လို့အစားတွေကရောင်းမှုအစီအစဉ်မရှိတာလဲဆိုတော့ဒီအမွှေးပေါက်စေးရဲ့ခရက်ကပေါ့နော်အရန်ကိုမှအတုများတယ်အတုအရန်များတာဖြစ်တဲ့အတွက်ဒီအမွှေးပေါက်စေးရောင်းတဲ့အခါမှာအရန်ကိုမှတာဝန်ကြီးပါတယ်ဘယ်ယူသူရဲ့လက်ထဲကိုပေါ့နော် customer တွေလက်ထဲကိုပလင်းအတုရောက်သွားမှာအရန်ကိုမှစိုးရင်ရတယ်အမကဒါကြောင့်မလို့ဒီပလင်းကိုအစ်စ်ရပြီးကိုရိုင်းအစ်စ်ကိုပဲရောင်းဖို့အော်ဒါတွေအများကြီးရပြီဆိုမှဒါအမကချပြတာပါမိလေးရေအမကပေါ့နော်ဒီညခုံးမွေးလေးတွေနှစ်ဖူးမွေးလေးတွေကအစားတွေကမြင့်မြင့်လေးတွေတော့ရှိပါတယ်နှစ်ဖူးကအမွေးလေးတွေဆိုလို့ရှိရင်တချို့တွေဆိုလို့ရှိရင်နှစ်ဖူးမှာစပင်လေးတွေမရှိဘူးပေါ့နော်အမကနှစ်ဖူးမှာအမွေးလေးတွေဒီစပင်လေးတွေကအစားတွေကရှိပြီးသားပါဒီမီနောက်စီလေးဆိုတဲ့ဒီညခုံးမွေးပေါက်စီတုံးလိုက်တဲ့အခါမှာပို့ပြီးတော့တန်သွားတာပါရှင်စီးပွားဖြစ်ရောင်းနေဆိုတာတက်ပေါ့နော်အမကဟိုတနစားညံနဲ့အတူကိုလည်းcustomer တွေလက်ထဲကိုမချပေးချင်ဘူးအမစီမှာပလင်းအစ်စ်တွေပဲရှိပါတယ်ပလင်းအစ်စ်ကိုပဲချပေးပါတယ်အမကိုရိုင်းဒီအစ်စ်ကိုပဲသုံးတယ်အမစီကနေပြီးတော့မျက်ခုံးဝေးပေါက်စေးအစ်စ်လိုချင်တဲ့သူလေးတွေတကယ်မျက်ခုံးဝေးထူချင်တဲ့သူလေးတွေအတွက်ကိုမမရည်ရွယ်ပြီးတော့ရောင်းပေးပါတယ်ဒီမျက်ခုံးဝေးပေါက်စေးလေးကမသုံးသင့်တဲ့သူလေးတွေလည်းရှိပါတယ်အမကဒီမျက်ခုံးဝေးပေါက်စေးလာမှာတဲ့အခါမှာအမကိုရိုင်းကရောအေးဆိုပြီးတော့ပတ်စံရပြီးရောလည်းအမမရောင်းပါဘူးဒီမျက်ခုံးဝေးပေါက်စေးမသုံးသင့်တဲ့သူလေးတွေကိုအမတေချာလေးစာနဲ့ထုတ်ပြီးတော့တေချာပြောပြတယ်ကိုဝင်ဆောင်တဲ့သုံးလို့မရဘူးနိုးတိုင်းမိခင်သုံးလို့မရဘူးအသက်16နှစ်အောက်ကလေးတွေသုံးလို့မရဘူးနှလုံးရောဂါရှိတဲ့သူတွေလုံးဝသုံးလို့မရဘူးပြီးတဲ့အခါမှာဒီသွေးတိုးသွေးကြအတက်အကျမြန်တဲ့သူတွေသုံးလို့မရဘူးအသက်65နှစ်အထက်လူကြီးတွေသုံးလို့မရဘူးဆိုပြီးတေချာလေးရှင်းပြပြီးမှရောင်းပါတယ်ရောင်းရပြီးရောဆိုပြီးတော့ညခုံးလေးပေါက်စီလို့ကျင်ပါတယ်ဘယ်လောက်ပါဆိုပြီးတော့အမတန်းပြီးတော့မရောင်းပါဘူးသူတို့လေးတွေတကယ်ကိုမှအဆင်ပြေတယ်ဆိုမှသာဝယ်ယူဖို့အတွက်အမတိုက်တွန်းပါတယ်ရှင်အရှင်ပုံလေးလေးချပြထားပါတယ်ရှင်